မိုးကတက်ခံအောင်တစ်ခုမှတယောက်တည်းနေထိုင်နေသူပါသူ့ရဲ့ဘေးအိမ်ကအခန်းအမှတ်434အဲ့ဒီမှာနေတဲ့ဒေါ်လေးမြကအရန်အေးဆေးပြီးချင်းညာတက်သူလို့အားလုံးကသိကြတယ်ဒါပေမဲ့မိုးအတွက်တော့တစ်ခုခုကထူးဆန်းနေတယ်ညတိုင်း12နာရီတိတိမှာအဲ့ဒီအခန်းကနေကြောက်ဆိုရက်အတန်ကြီးတွေထွက်လာတတ်တယ်တူနဲ့ထူနေတယ်လို့မျိုးဒါမှမဟုတ်တစ်ခုခုကိုခွာနေတယ်လို့မျိုးပေါ့တရက်မှာတော့ဒေါ်လေးမြကမိုးကိုဟင်းလာပေးရင်ပြုံးပြပေးပြောတယ်။သမီးရေညဘက်တဲ့အတန်ကြားရဲ့စိတ်မရှိပါနဲ့အောင်။ဒေါ်လေးကအောင်းနေပြင်းရတာဝါသနာပါလို့ပါ။ပြီးတော့အခန်းတကားကိုဘသူလောက်ခောက်မဖွင့်ပေးနဲ့နော်။ဒီတိုက်ကလူတွေကတစ်ခါတလေနည်းနည်းထိုးဆန်းကြလို့တဲ့။မိုးကလည်းပြုံးပြီးခေါင်းထိလိုက်ပေမဲ့ဒေါ်လေးမြရဲ့လက်ချောင်းထီတွေမှာနေအောင်စိတ်ဆက်တွေပေးနေအောင်သတိထားမိလိုက်တယ်။နောက်ပိုင်းရက်တွေမှာအတန်တွေကပိုကျလာတယ်။တညမှာတော့မိုးကဆက်စုချင်းစိတ်ကိုမအောက်နိုင်တော့ပဲနေရာမှာရှိတဲ့အပေါက်ကလေးကနေဘေးခန်းကိုချောင်းချမိတယ်။မြင်လိုက်ရတာကဒေါ်လေးမြဟာကျမ်းမြေပေါ်မှာထိုင်ပြီးလူအရွယ်စားလောက်ရှိတဲ့အယုတ်ကြီးတရုတ်ကိုအထီကျိုအနှဲရောက်တွေနဲ့တုပ်နေတာပါ။အဲ့ဒီအယုတ်မှာမျက်နှာမပါသေးဘူး။ဒါပေမဲ့တခုထူးဆန်းတာကအယုတ်ရဲ့ပခုံးပေါ်မှာမိုးမနေ့ကဝတ်ထားတဲ့အင်ကြီးနဲ့ပုံစံတူအင်ကြီးအစုပ်တစ်ခုကိုတင်ထားတာပဲ။အဲ့ဒီအချိန်မှာဒေါ်လေးမြကအပေါက်800ကိုတဖြည်းဖြည်းလှည့်ကြည့်လာပြီးမေးကြည့်နေတာငါသိတယ်လို့လေးလံတူနဲ့ပြောလိုက်လို့မိုးလဲကြောက်လန့်တကြားနဲ့ကတင်ပေါ်ပြတ်တက်အိတ်လိုက်ပေမဲ့တညလုံးအိတ်မပြောခဲ့ပါဘူးနောက်တနေ့မနက်မှာရဲရီရောက်လာပြီးဒေါ်လေးမြရဲ့အခန်းကိုချိတ်ပိတ်လိုက်ကြတယ်မိုးကထင်းလိုက်တာကဒေါ်လေးမြကလူသက်သမားပဲအခုတော့မိပြီပေါ့ဒါပေမဲ့ရဲအရာရှိကမိုးကိုကြည့်ပြီးတပြင်းချရင်ပြောတယ်ဒီအခန်း404ကလွန်ခဲ့တဲ့9နှစ်ခန့်တည်းကလူမနေပဲပိတ်ထားတာကြာပြီအိမ်ရှင်မဒေါ်လေးမြကသူ့သားဆုံးသွားကြတဲ့ကစိတ်ဖောက်ပြန်ပြီးအဲ့ဒီခန်းထဲမှာကိုအဆုံးစီရင်သွားခဲ့တာလို့ပြောတယ်အဲ့လိုပြောလိုက်ပြီးချင်းမှာမိုးကအံ့ဩသွားတယ်ဒါဆိုကျမကမနေ့ကဟင်းလာပေးတာဘာလို့လဲကျမမြင်နေရတဲ့အယုတ်ကြီးကောဆိုပြီးပြောတော့ရဲရဆက်ပြောတယ်ငါတို့ဝင်စစ်စေးတော့အခန်းထဲမှာဘာမှမရှိပါဘူးဒါပေမဲ့နေရာမှာသွေးရည်နဲ့ရေးထားတဲ့စာတစ်ချောင်းပဲရှိတယ်ရေးထားတဲ့စာကိုမိုးကရဲအရာရှိကြီးကိုမေးလိုက်တော့ရဲအရာရှိကြီးပြန်ပြောတာကနောက်ဆုံးမျက်နှာတနေရာပဲလိုတော့တယ်မိုးအိမ်ပြန်ရောက်တော့သူ့အိမ်ခန်းတကားကိုတယောက်ကလာခောက်တယ်တကားမှာဘယ်သူမှမရှိပေမဲ့ကျမ်းမြေပေါ်မှာအချီကျိုးအနက်ရောက်တပင်နဲ့မိုးရဲ့ဓပုံပြုတ်ကျနေတာကိုတွေ့လိုက်ရတယ်